ဆေးအာနာရှင်တော်လန်ရေးမှာမကြာခင်ဖြစ်ပေါ်လာတော့မယ်အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးအတွက်ပြည်သူတိုင်းအာယုံစိုက်ပါဝင်ပေးကြဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းလိုက်ပါတယ်။ရန်ကုန်ခေတ်သစ်ကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ပြည်သူမှပြည်သူတို့အမေးအဖြေအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီပြောဆိုချက်ထဲမှာဆိုရင်အထွေထွေထိုးစစ်ဟာတော်လှန်ရေးအတွက်အဓိကတော့ချက်ဖြစ်ပြီးလူတိုင်းပါဝင်ရမှာဖြစ်တယ်လို့အထွေထွေထိုးစစ်ဆင်နွှဲနေချိန်မှာလည်းစစ်ကောင်စီကပြည်သူတွေကိုပုံမတက်ခိုက်လာနိုင်တယ်လို့လည်းဒေါက်တာဇော်ဝေဆိုးကတတိပေးထားပါတယ်။အဲ့ဒီအထွေထွေထိုးစစ်ဟာဘယ်အချိန်ဖြစ်လာမယ်ဆိုတာမသိရသေးပေမဲ့လည်းအဆုံးသက်အောင်မြင်မှသာအောင်မြင်တဲ့တော်လှန်ရေးတရက်ဖြစ်မယ်လို့ဒေါက်တာဇော်ဝေဆိုးကပြောဆိုထားပါတယ်။အဲဒါကြောင့်အထွေထွေထိုးစစ်အောင်မြင်ဖို့အားလုံးကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်တယ်လို့လည်းသူကတိုက်တွန်းထားပါတယ်။အားလုံးပါဝင်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်ပေါ်လာတော့မယ်ဆိုတာနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဦးရင်မော်88မျိုးဆက်ចောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်အပါအဝင်တော်လိုင်းခေါင်းဆောင်အချို့ကလည်းထုတ်ဖော်ပြောဆိုထားပါသေးတယ်ရှင်။